2011ခုနှစ်အမေရိကန်ပြည်ထောင်စုအီလီနွိုက်ပြည်နယ်ရဲ့အေးဆက်ဆက်နှစ်ရက်ထဲမှာဆာရာဆိုရဲ့အမျိုးသမီးဟာနတ်ရှိုင်းနဲ့ကြေကွဲမှုတွေနဲ့ရုန်းကန်နေရပါတယ်။သူမရဲ့တခုတည်းသောအိမ်မက်ကတော့ခလိန်းငယ်တယောက်ရဲ့ငိုတန်လွင်လွင်လေးကိုကြားခွင့်ရဖို့ပါပဲ။ဒါပေမဲ့ကံကြမ္မာကသူမအပေါ်ရက်ဆက်လွန်ခဲ့ပါတယ်။ညပေါင်းများစွာစူးစမ်းခဲ့သမျှကိုဝင်ပြကြတာတွေနှလုံးသားခွဲရတဲ့ခီးရတွေနဲ့ပဲလမ်းဆုံးနေခဲ့ရပြီးသူမရဲ့မိသားစုဘဝအိမ်မက်ဟာလည်းမီးမိန်လူနီးပါဖိနေခဲ့ပါတယ်။ဒါပေမဲ့အမောင်ဆုံးအချိန်မှာအလင်းရောင်တစ်ခုကမထင်မှတ်ပဲထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီအလင်းရောင်ကတော့သူမရဲ့မိခင်ခရစ်စတင်းခေစီပဲဖြစ်ပါတယ်။မဖြစ်နိုင်တာကိုဖြစ်အောင်ဖန်တီးခဲ့တဲ့မိခင်ခရစ်စတင်းဟာအဲ့ဒီအချိန်မှာအသက်62နှစ်ရှိနေပြီဖြစ်တယ်လို့တွေးဆုံးပြီးသားအမျိုးသမီးတဦးတည်းဖြစ်ပါတယ်။တာမန်အားဖြင့်တော့ဒါဟာကိုဝင်ဆောင်ဖို့မဖြစ်နိုင်တော့တဲ့အခြေအနေပါ။ဒါပေမဲ့သမီးဖြစ်သူရဲ့မျက်ရည်တွေကိုမကြည့်ရနိုင်တဲ့မိခင်တယောက်ရဲ့စိတ်ထက်ကဇေယျအဖြစ်နာရွှင်ဒီကိုတောင်အံ့အားသင့်စေခဲ့ပါတယ်။စီစီဆက်ဆက်ဆေးစစ်ချက်ဒီအရာခရစ်စတင်းရဲ့သားအိမ်ဟာတနေသားကိုလက်ခံနိုင်စွမ်းရှိသေးတယ်ဆိုတာသိလိုက်ရတဲ့အခါမှာတော့သူမဟာတကဘာလုံးကအံ့အားသွားရမယ့်ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်။အဲ့ဒါကတော့သမီးအတွက်မြေးလေးကိုအစားထိုးကိုဝင်ဆောင်ပေးမယ်ဆိုတာပါပဲ။ဆရာဝန်တွေဟာဆာရာရဲ့မျိုးဦးနဲ့သူမခင်ဘုန်းရဲ့တုပ်ဘိုးကိုပေါင်းဆက်ပြီးရရှိလာတဲ့တနေသားလောင်းကိုခရစ်စတင်းရဲ့သားအိမ်ထဲကိုဂရုတစိုက်ထည့်သွင်းပေးခဲ့ပါတယ်။အသက်60ကျော်ရွယ်မှာနှစ်ပေါင်း30ကျော်ကြာမှဒုတိယအကြိမ်ပလက်လက်ကိုဝင်ဆောင်ရတာဖြစ်တဲ့အတွက်စင်ခေါ်လူတွေကတော့အငားတာပါပဲ။ဒါပေမဲ့အန်အောစရာကောင်းတာကခရစ်စတင်းရဲ့ကိုဝင်ဆောင်ကာလဟာဘာပြဿနာမှမရှိပဲအဆင်ပြေချောမွေ့နေခဲ့တာပါပဲ။မိခင်တယောက်ရဲ့ခန္ဓာကိုယ်ဟာသမီးဖြစ်သူရဲ့မျှော်လင့်ချက်ကိုအသက်သွင်းပေးဖို့အတွက်အစွမ်းကုန်ကြိုးစားပေးခဲ့တယ်လို့ပါပဲ။နောက်ဆုံးမှာတော့တကဘာလုံးကစောင့်မျှော်နေခဲ့ကြတဲ့အချိန်လေးရောက်ရှိလာခဲ့ပါတယ်။ခွဲစိတ်ခန်းတွေကထွက်ပေါ်လာတဲ့ခလီးငယ်တယောက်ရဲ့ငိုတန်လွင်လေးဟာဆယ်ရာနဲ့သူမခင်ပွန်းအတကောနှစ်ပေါင်းများစွာဝေးကွာခဲ့ရတဲ့နှစ်သက်ကြွေတန်လို့ပါပဲ။အသက်60နှစ်အရွယ်အဖွားဖြစ်သူခရစ်စတင်းဟာခွဲစိတ်မွေးဖွားမှုကတဆင့်ကျမ်းမာတန်ဆွမ်းတဲ့မြေဦးလီဖီနီယန်ကိုအောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာခရစ်စတင်းဟာအီလီနိုက်ဘျူးနဲ့တမိုင်းတလောက်ကလီမွေးဖွားနိုင်ခဲ့တဲ့အသက်အကြီးဆုံးအမျိုးသမီးအဖြစ်ဂုဏ်ယူစွာနဲ့စံချိန်တင်နိုင်ခဲ့ပါတယ်။ဒါဟာရိုးရိုးကိုဝင်ဆောင်ခြင်းမျိုးမဟုတ်ပေမိမိရဲ့ဇီဝမျိုးရိုးအရာတော်ဆက်တဲ့မြေအရင်ကိုမိမိရဲ့သားအိမ်ထဲမှာ6လလွယ်စေလောက်ဖွာပြန်လည်မွေးဖွားပေးခဲ့တာဖြစ်လို့လူတိုင်းကိုအံ့အားစီခဲ့ပါတယ်။အမေတယောက်ကသမီးတယောက်ကိုပေးနိုင်တဲ့အကြီးမြင့်ဆုံးသောလက်ဆောင်ကဘာထိမလဲဆိုတဲ့မိခွန်းအတွက်ခရစ်စတင်းကလက်တွေပြသသွားခဲ့တာပါ။သူမဟာသမီးဖြစ်သူရဲ့အိမ်မက်တွေကိုအကောင့်ထဲဖော်ဖို့အတွက်သူမရဲ့အသက်အရွယ်ကျန်းမာရေးနဲ့လူမှုပုံဝင်ကြီးရဲ့အမြင်တွေကိုဘေးဖယ်ထားပြီးဒီစုံစမ်းမှုကိုလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဒါဟာတမန်ကားလျံပေးတဲ့လက်ဆောင်မျိုးမဟုတ်ပေအသက်တစ်ခုကိုအသက်နဲ့လေးပြီးပြန်လဲဖန်တီးပေးခဲ့တဲ့မြစ်တာစစ်ပဲဖြစ်ပါတယ်။ဒီဖြစ်ရဟာအီလီနိုက်ပြည်နယ်ရဲ့တမိုင်းစာမျက်နှာမှာတင်မကပဲတကဘာလုံးကစီးပညာလောကကိုပါကိုင်းလှုံနိုင်ခဲ့ပါတယ်။တွေးဆုံးပြီးတဲ့အမျိုးသမီးတဦးဟာနီးပညာနဲ့မြစ်တာတရားပေါင်းဆက်လိုက်တဲ့အခါအသက်ရှင်တန်ခြင်းဆိုတဲ့ညီမေပုံကိုပြန်လေးဖော်ဆောင်နိုင်တယ်ဆိုတာကိုထင်ရှားတဲ့မှတ်တိုင်တစ်ခုအဖြစ်သက်သေပြနိုင်ခဲ့ပါတယ်။ခလိန်းငယ်ဖီနီယန်လေးဟာကြီးပြင်းလာတဲ့အခါသူ့ကိုလောကထဲရောက်အောင်ပို့ဆောင်ပေးခဲ့တဲ့သူ့အဖွားရဲ့ဆုံးလွတ်အနစ်နာခံမှုကိုသိခွင့်ရတဲ့အခါဒါဟာကဘာပေါ်မှာအလှပဆုံးသောမိဘစုရာဇဝင်တစ်ခုထင်နေမှာအသေးကြပါပဲဒီဖြစ်ရဲ့မန်ဇလန်ကိုတင်ရောက်ဘလို့မြင်တယ်လေအောက်ကကောမန့်မှာဆွေးနွေးသွားကြပါဦးအခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဖြစ်ရဲ့မန်စတိုရီတွေကိုနားဆင်ခြင်းရင် channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးအားလုံးပဲဘေးကင်းကြပါစေ